ဒါဦးဇင်းတို့ဒီကနေ့ဘောဓိပက္ခိယတရားနဲ့ပတ်သက်ပြီးတော့ပြောကြရနားထောင်ကြရအောင်ဘောဓိပက္ခိယတရားဆိုတာဘောဓိပက္ခိယဆိုတာမဲ့ဉဏ်ဖို့ဉဏ်ကိုရကြောင်းမဲ့ဉဏ်ရဲ့အတောင်အလက်များအင်္ဂါအစိတ်အပိုင်းများလို့အဓိပ္ပာယ်ရပါတယ်ဘောဓိပက္ခိယတရား38ပါးဆိုတာပိဋကတ်3ပုံရဲ့အနှစ်ချုပ်လို့တောင်ဘုရားတို့သူတော်ကောင်းကြီးတွေကအမိန့်ရှိခဲ့တာဒီဘောဓိပက္ခိယတရား38ပါးဟာသာသနာတော်မှာအလွန်အရေးပါတဲ့တရားပေါ့ဘုရားတို့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်မှာပဟာရဒသုတ်တံဆိုတာရှိတယ်ပဟာရဒအသူရိကြီးကိုမြတ်စွာဘုရားဟောထားတဲ့သာသနာတော်မြတ်ကြီးရဲ့အံ့ဘွယ်ရှစ်ဖြာမြတ်စွာဘုရားဒီကိုအဲ့ဒီအသူရိကြီးရောက်လာတော့မြတ်စွာဘုရားကတင်တို့အသူရာတွေဟာသမုဒ္ဒရာမှာပျော်မှုကြရဲ့လားအသူရိတွေဟာသမုဒ္ဒရာမှာပျော်မှုကြရဲ့လားဆိုပျော်ပါတယ်ဗျာတဲ့ဘာကြောင့်ပျော်တုံးဆိုတော့သမုဒ္ဒရာကြီးမှာအံ့ဩစရာကောင်းတဲ့အချက်၈ချက်ရှိနေတယ်တဲ့အဲ့ဒီအချက်တွေကတော့ဘာလဲဆိုတော့သမုဒ္ဒရာကြီးဟာဆင်းချင်းစပြီးတော့နက်သွားတာမဟုတ်တဖြည်းဖြည်းချင်းလေးနက်သွားတယ်အဲ့လိုတဖြည်းဖြည်းချင်းလေးနက်သွားတယ်ဆိုတဲ့အချက်ကိုကစားသမုဒ္ဒရာကြီးရဲ့ဒါအံ့ဩဖွယ်ရပေါ့ပြီးတော့သမုဒ္ဒရာမှာရှိတဲ့ရေတွေဟာကမ်းကိုဘယ်တော့မှလွန်နေဆိုတာမရှိဘူးပြီးတော့သမုဒ္ဒရာထဲမှာယွန်းပွဲရဆိုတာတိတ်မရှိဘူးသမုဒ္ဒရာလှိုင်းတွေကအမြဲတမ်းပုတ်ခတ်ပြီးတော့ယွန်းပွဲရတွေကိုအမြဲတမ်းကမ်းပေါ်ကိုအကောင်ပုတ်တွေကိုတင်းပစ်နေတဲ့သဘောရှိတယ်ဒါကြောင့်လည်းပဲသမုဒ္ဒရာကြီးကအံ့ဩစရာကောင်းတယ်ပေါ့အဲ့သမုဒ္ဒရာကြီးတဲ့ထူးခဲတဲ့ခုံပေါ့လေပြီးတော့သမုဒ္ဒရာကြီးဟာမြေကြီး90မြင့်ငယ်900ဘယ်နေရာကပဲရေတွေဟာစီးဆင်းခဲ့ဥပမာကင်္ဂမြစ်ထဲကပဲစီးဆင်းလာအေယာဝတီမြစ်ထဲကပဲစီးဆင်းလာသမုဒ္ဒရာကိုရောက်ရင်တော့သမုဒ္ဒရာဆိုတဲ့နာမည်တစ်ခုပဲရတယ်တဲ့ဒါလည်းသမုဒ္ဒရာရဲ့ထူးခြားချက်ပေါ့လေပြီးတော့သမုဒ္ဒရာတွေကရေတွေဟာရော့တယ်တိုးတယ်ဆိုတာသိပြီးတော့မထင်ရှားဘူးတဲ့ပြီးတော့သမုဒ္ဒရာထဲမှာအရသာဟာတစ်မျိုးပဲရှိတယ်ငံနဲ့အရသာပေါ့ပြီးတော့ဒီသမုဒ္ဒရာကြီးထဲမှာယတနာပစ္စည်းတွေကြောက်တံပရမများတွေရွှေတွေငွေတွေပလဲတွေအစရှိတဲ့ယတနာ10မျိုးတောင်ရှိတယ်တဲ့ဖိုးတန်ယတနာတွေရှိတယ်ပေါ့ပြီးတော့ဒီသမုဒ္ဒရာကြီးဟာအင်မတန်ကြီးကျယ်တဲ့ယူဇနာနဲ့ချီပြီးတော့ကြီးတဲ့ငါးကြီးတွေရဲ့ကျက်စားရပေါ့အင်မတန်ကျယ်ပြန့်တယ်ပေါ့အဲ့ဒါလိုအချက်တွေကြောင့်သမုဒ္ဒရာကြီးဟာပျော်စရာကောင်းတယ်လို့မြတ်စွာဘုရားကိုလျှောက်ပြီးတော့သူကအရှင်ဘုရားရဲ့သာသနာမှာလည်းပဲယဟန်တော်တွေဟာပျော်မွေ့ကြရလားပေါ့ဒီပျော်မွေ့တယ်ဆိုတော့သာသနာမှာဘာထူးခြားချက်ရှိလို့လဲအဲ့ဒီမှာမြတ်စွာဘုရားကငါဘုရားရဲ့သာသနာတော်မြတ်ကြီးဟာလည်းပဲအဲ့ဒီသမုဒ္ဒရာကြီးရဲ့ထူးခြားချက်၈ခုရှိတယ်လို့ငါဘုရားရဲ့သာသနာမှာလည်းထူးခြားချက်ရှိတယ်တဲ့အဲ့ဒီထူးခြားချက်ကအတူတူပဲသူပြောပုံလေးကသမုဒ္ဒရာကြီးဟာအစဉ်နှစ်ဝန်းသွားတယ်လို့သာသနာတော်ဟာလည်းအစဉ်နှစ်ဝန်းသွားတယ်စချင်းနဲ့တယ်ဆိုတာမရှိဘူးတရားကိုစချင်းလေ့လာခြင်းအရဟတမေညာအရဟတဖို့ညာရမယ်ဆိုတာမဖြစ်နိုင်ဘူးသူလွယ်ရလေးကနေစပြီးတော့ရှေ့တိုးလေးလာလေးနဲ့ကျေပြန့်လေးပိုချမ်းသာလေးပေါ့နော်အဲ့ဒါလို့သမုဒ္ဒရာကြီးနဲ့တူတယ်ပေါ့ပြီးတော့ငါဘုရားပြည့်ညတ်ထားတဲ့အဆုံးအမတွေကိုဒီဦးဇင်းတို့အာနာလို့ခေါ်မှာပေါ့နော်ယဟန်တော်တွေရဲ့အပေါ်မှာမြတ်စွာဘုရားပြည့်ညတ်ထားတဲ့ဝိနည်းသိက္ခာပုဒ်တွေကိုမြတ်စွာဘုရားကိုယုံကြည်ကြတဲ့ယဟန်တွေဟာအသက်တည်းဟူသောအကြောင်းကြောင့်ပင်ဖောက်ဖြစ်တဲ့သဘောမရှိဘူးပေါ့အစဉ်နဝံကန်းကိုမလွန်ဆိုတာအဲ့ဒါကိုပြောတာယွန်ပွဲဆယ်ပြစ်တယ်ယွန်ပွဲဆယ်ပြစ်ဆိုတာသမုဒ္ဒရာကြီးဟာအကောင်ပုတ်တွေကိုဆယ်ပြစ်တယ်လို့ပေါ့ဒီသာသနာတော်မှာယဟန်ပြုကြတဲ့ပုဂ္ဂိုလ်တွေတကယ်လို့သီလပျက်စီးပြီးတော့စိတ်ပျက်စီးရသိကောင်းလောက်အောင်ဆိုးဝါးနေပြီဆိုရင်သူဟာတနည်းနည်းနဲ့သာသနာကနေထွက်ခွာသွားရတာပဲသာသနာရဲ့တကူလို့ဆိုရမှာပေါ့အစဉ်နဝံကန်းကိုမလွန်ယွန်ပွဲဆယ်ပြစ်တမီဖြစ်ခြင်းနဲ့ဂင်္ဂါကပဲစီလာအေယာဝတီကပဲစီလာသမုဒ္ဒရာဆိုတဲ့နာမည်ကိုရတယ်လို့တထေးကပဲယဟန်ပြုပုံနာကပဲယဟန်ပြုဆင်းရဲသားကပဲယဟန်ပြုယဟန်ဆိုတဲ့အမည်ပဲဘုရားသားတော်များဆိုတဲ့အမည်ကိုပဲရတယ်ပေါ့အစဉ်နဝံကန်းကိုမလွန်ယွန်ပွဲဆယ်ပြစ်တမီဖြစ်ခြင်းမယွင်းမတိုးတဲ့
မြတ်စွာဘုရားဟောတဲ့အတိုင်းကျင့်ကြံလို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပြီဆိုရင်နိဗ္ဗာန်ချမ်းသာဟာရော့သွားတယ်လို့လည်းမရှိဘူးတိုးလာတယ်လို့လည်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါလေးကနားလည်အောင်ပြောဖို့တော်တော်ခက်ပါတယ်အစဉ်နဝံကံကိုမလွန်ယုံပွဲဆယ်ပြည့်တမြည်ဖြစ်ခြင်းမယွင်းမတိုးဆယ်မျိုးယရနာဒီအချက်ကလေးကိုဦးဇင်းတို့ပြောရင်အဲ့ဒါလေးပြီးမှပြောမယ်နော်ရတာသာဓုတဲ့သမုဒ္ဒရာမှာငံနဲ့အရသာတစ်ခုသာရှိတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မြတ်ကြီးမှာအရသာကတစ်ခုတည်းပဲရည်ရွယ်ချက်ကတစ်ခုတည်းပဲအဲ့ကလာဘာလို့ဆိုတော့ဝိမု ക്തി ရတ္တဆိုတဲ့လွတ်မြောက်မှုချမ်းသာပေါ့ဒီအရသာတစ်ခုကိုပဲရည်ရွယ်ပြီးတော့ဥတည်ပြီးတော့မြတ်စွာဘုရားကတရားအမျိုးမျိုးကိုဟောခဲ့တာဝိမု ക്തി ရတ္တဆိုတာကဦးဇင်းတို့တာမန်နားလည်အောင်ပြောရရင်တော့စိတ်ရဲ့ကိလေသာကလွတ်မြောက်မှုချမ်းသာပေါ့နော်စိတ်ဟာလောဘဒေါသမောဟဖုံးလွှမ်းထားတဲ့လောဘဒေါသမောဟနဲ့ဆက်ရှက်နေတဲ့ဆိုရင်စိတ်ဟာချမ်းသာမှုလွတ်လပ်မှုမရှိဘူးလိုချင်နေတဲ့စိတ်ဟာမလွတ်လပ်ဘူးမကြည်မနှက်ဖြစ်နေတဲ့စိတ်ဟာမလွတ်လပ်ဘူးပေါ့အဲ့လိုကိလေသာအနှောင်ဖွဲ့ကလွတ်မှဒီစိတ်ဟာလွတ်မြောက်မှုရှိတာအဲ့ဒီမှာတကယ်ကောင်းတဲ့ချမ်းသာဆိုတာရတာတော့သာသနာတော်မြတ်ကြီးမှာအရသာကဒီတစ်မျိုးပဲပေါ့ဝိမု ക്തി ရတ္တရတာသာဓုကြီးသူနေရာသမုဒ္ဒရာကြီးမှာတိမိရတို့အာနန္ဒာတို့ယူဇနာနဲ့ချီပြီးတော့ရှိတဲ့ငါးကြီးတွေအင်မတန်ကြီးကျယ်တဲ့ရေသရဝါတွေကုန်းသရဝါတွေအများကြီးကြီးတယ်နော်ရေသရဝါဆိုတာကအဲ့လိုကြီးကျယ်တဲ့တတ္တဝါကြီးတွေရဲ့ကျက်စားရန်ဖြစ်တယ်လို့တဲ့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ဟာလည်းပဲသောတာပန်သဂရဂံအနာဂံယဟန္တာလို့ပုထုဇဉ်လူသားမန်တတ္တဝါတာမန်နေတဲ့အများကြီးတာတဲ့တကယ်ဉာဏ်ကြီးရတဲ့သူတော်ကောင်းကြီးတွေရဲ့ကျက်စားရအဲ့ဒီမှာဦးဇင်းတို့ပြောနေတာကပဂရိသမုဒ္ဒရာထဲမှာယတနာတွေအများကြီးရှိလို့ဘသူတွေနေကတော့သမုဒ္ဒရာထဲမှာပျော်ကြတယ်ပေါ့ယဟန်တော်တွေကတော့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်မှာဘာယတနာတွေရှိလို့ပျော်ကြတာလဲမြတ်စွာဘုရားရဲ့သာသနာတော်မှာလည်းယတနာတွေရှိတယ်တဲ့မြတ်စွာဘုရားကအဲ့ဒါကဘာလို့ဆိုတော့ခုဦးဇင်းတို့ပြောမယ်ဘောဓိပက္ခိယတရား39ပါးပဲအဲ့ဒီဘောဓိပက္ခိယတရား39ပါးဟာဦးဇင်းတို့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးမှာတန်ဖိုးဖြတ်လို့မရတဲ့တန်ဖိုးအကြီးဆုံးယတနာပစ္စည်းတွေပဲပဂရိမျက်စိနဲ့တော့မမြင်နိုင်ဘူးပေါ့ဒါပေမဲ့ဉာဏ်မျက်စိကြီးရင်ကြီးသလောက်ဒါဟာအလွန်တန်ဖိုးရှိတယ်ဆိုတာကိုနားလည်လို့တော့ရတယ်